မင်္ဂလာပါကျွန်တော်နာမည်ကတော့ဝင်းကူကိုအောင်ပါရန်ကုန်မြို့မြန်မာနိုင်ငံမှာမွေးပါတယ်ကျွန်တော်အချိန်တော်တော်များများကိုရန်ကုန်မြို့မှာကုန်ဆုံးခဲ့ပါတယ်အခုဒီဗီဒီယိုမှတ်တမ်းတင်နေတာကတော့အော်စလိုမြို့နော်ဝေနိုင်ငံမှာဖြစ်ပါတယ်ကျွန်တော်ငငယ်ကကြီးပြင်းခဲ့တဲ့ရန်ကုန်မြို့ရန်သတိရတယ်အထူးသဖြင့်ကြောင်းတက်ခဲ့တဲ့အချိန်တွေမှာငယ်ချင်းတွေနဲ့ကြောင်းပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့အပြင်တွေသွားတယ်ဂိမ်းဆိုင်တွေသွားကြတယ်ကျူရှင်တွေတက်ကြတယ်ဒါပေမဲ့ကျူရှင်တက်မယ်ဆိုပြီးဂိမ်းဆိုင်ရောက်သွားတဲ့အချိန်မျိုးတွေလည်းရှိတယ်ဒါတွေလည်းအမြဲတမ်းအမှတ်ရပါတယ်ပြီးတော့ကျွန်တော်ရန်ကုန်မြို့မှာအရန်လှုပ်ဖြစ်တာကလမ်းလျှောက်တာပါကျွန်တော်လမ်းလျှောက်ဖြစ်တယ်ဒီရန်ကုန်မြို့ရဲ့မြို့တွေပြီးတော့စမ်းချောင်းမြင်းဒီကုန်းကမာရွတ်စုလီအဲ့အပိုင်းတွေကိုလမ်းလျှောက်ဖြစ်တယ်ပြီးတော့ဒီ shopping center ဒီပေါ်လာတဲ့နောက်ပိုင်းဆိုရင်လည်း shopping center တွေမှာကျွန်တော်လမ်းလျှောက်ဖြစ်တယ်ပေါ့နော်ဒီရန်ကုန်မြို့မှာလမ်းလျှောက်တဲ့ခံစားချက်ကိုခြားနိုင်ငံတွေမှာကျွန်တော်မရဘူးလို့ခံစားရတယ်အထူးသဖြင့်အဲ့လိုပြည်သူရင်ပြင်ပြည်သူဥယျာဉ်ပေါ့နော်ရွှေတကုံဖျားအဲ့နားတွေမှာတငယ်ချင်းတွေလည်းလမ်းလျှောက်ရတာကိုကျွန်တော်အမြဲတမ်းအမှတ်ရပါတယ်ဆိုတော့ချိန်အနာဂတ်တွေမှာလည်းကျွန်တော်ဒီခွင့်ရေးတွေလို့ခံစားချက်မျိုးကျွန်တော်ပြန်ရခြင်းတယ်ဆိုတော့အခုချိန်မှာဒီ artificial intelligence စနစ်တွေတိုးတက်လာတဲ့21ရာစုနည်းပညာမှာတော့ကျွန်တော်မြင်မိတာမြန်မာဘာသာစကားတော့ခြားအင်အားကြီးနိုင်ငံတွေနဲ့ရဲ့ဘာသာစကားတွေနဲ့ရှင်တော့နည်းနည်းလေးဒီ digital ခေတ်ကာလမှာအနည်းငယ်နှောင့်နှေးတယ်လို့တော့ခံစားရတယ်ဒါပေမဲ့အခုလိုမျိုးlanguage rights အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ပူးပေါင်းခွင့်ရတဲ့အတွက်လည်းကျွန်တော်တကယ်ဝမ်းသာတယ်ပေါ့နော်သူတို့တွေတကယ်ကျွန်တော်တို့လူနည်းစုတော့မဟုတ်မြန်မာဘာသာကဒါခြားဘာသာစကားနဲ့ရှင်တော့နည်းနည်းတော့နေတာပေါ့နော်အဲ့တော့အဲ့ဒါကိုလည်းdigital ခေတ်ကာလအပြောင်းလဲတွေမှာခင်းနေညီအောင်ဒီ internet နည်းပညာတွေမှာပူးပေါင်းဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေလို့ချိတ်ဆက်ရတာလည်းကျွန်တော်အရင်ဝမ်းသာတယ်ပေါ့နော်ဆိုတော့အားလုံးလည်းအဆင်ပြေကြပါစေစိတ်ကျန်းမာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ရှိပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်